အားလုံးပဲမင်္ဂလာပါရှင်မေဒီနီကတော့မနစ်ခင်းအတွက်ဟင်းတစ်ခွက်စီစဉ်ရတယ်ဖြစ်ပါတယ်မေဒီနီဘာသာတင်စိတ်ပေါက်လဲဆိုတော့လေကစုံရွက်ပါအဲ့ဒီတရုတ်ကစုံတွေကိုလေမေကြော်ပြီးတော့စားချင်တယ်တိတာဟိုအောင်ချဲကြီးတောင်မှအရှိကြီးတွေကြော်စားတယ်မျိုးလေမေလည်းအရင်စားချင်တယ်တိတာအဲကြောင့်ဈေးတွေတွားတယ်ဒီနေ့ကမိုးကလည်းနည်းနည်းလေးအေးတယ်အရင်မပူကွာတိတာအဲဆိုတော့မေဈေးထဲသွားပြီးတော့အဲ့ဒီတရုတ်ကစုံသွားရှာလိုက်တစည်းတစ်ထောင်နဲ့အဲ့လိုဝေချလာပြီးအဲ့ဒါလေးကိုတပြားရိုက်တယ်နော်။ဒါရိုက်ပြီးတော့ဒီလိုအရေးတက်လေးချာလေးစင်နေအောင်ဆေးပြတ်တယ်နော်။တခြားအရွက်ကိုလည်းအရွက်တက်တာပေါ့။ဆေးတယ်ပြီးရင်အယိုးလေးတွေကိုလည်းအယိုးတက်ဆေးပြီးတော့စက်တုံကျူလေးကိုလည်းတပြားရိုက်ပေါ့နော်။စီချက်လေးတွေကိုတပြားရိုက်ပြီးတော့ထည့်โอเคပြီးတာနဲ့အားလုံးကြော်လိုက်တာပေါ့။အရင်ကအရင်ကြိုက်တယ်။အရင်ကြိုက်တော့ဒီနေ့တပတ်ကန်ကြော်ပြီးတော့စားမယ်ဆိုရည်ရွယ်ချက်နဲ့ဒီလိုအရင်ကြိုက်တယ်ဒီနေ့လည်းကြိုက်တယ်ချမောင်းလည်းဝယ်ခဲ့လိုက်တယ်ချမောင်းနဲ့ချမောင်းလည်းဒီစိတ်နဲ့မဖြစ်ချက်ပဲစိတ်ကူပြီးတော့မင်းလိုပဲဟိုတခါတလေကြာရင်အသားရရင်ချာတော့နေတိုင်းကြောက်ရထိုင်စားချင်တယ်ပေါ့ဆိုဒီကစင်းရဲ့သူ့ဘာညာပေါ့တခြားအကြီးရဲ့လူတွေအဲ့လိုရောသမောက်ဝင်လို့ချစ်စားကြည့်ရပေါ့တူတာအဲ့ကစင်းရဲ့အဲ့လူတပကံကိုမိတယောက်ထက်ဆောင်ပါလားအကုန်စားမှာပါအရင်စိုက်တဲ့ရှစ်ကျေးဇူးအများကြီးတင်ပါတယ်အရင်စားချင်နေတာစားလို့ရပါပြီရှင်